ကံကောင်းတဲ့အချိန်ကျွန်တော်ပြောပြပါ9ရက်တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓစနေကြပြီးတောက်ကြ9ရက်မှာတစ်ရက်မှာတစ်ချိန်လူတိုင်းကံကောင်းတယ်အဲ့ကံကောင်းတဲ့အချိန်တွေမှာမိမိအတွက်ငွေကြေးစီးပွားအလုပ်ရာထူးအိမ်တော်ရေးစီးပွားရေးလူမှုရေးကျန်းမာရေးကြိုက်တာကိုလုပ်အောင်မြင်မှုရတယ်ရာနှုန်းပြပဲအားဒါပထမဆုံးကျွန်တော်ပြောမယ်တနင်္ဂနွေသားသမီးကံကောင်းမှုအင်္ဂါနေ့တစ်ရက်ရွေးပါမနေ့10ခွဲနဲ့7ကြားမှာကြိုက်တဲ့စီးပွားရေးလူမှုရေးအလုပ်ရာထူးအိမ်တော်ရေးအခြေရေးကိုလောက်ကင်ပါစတင်ပါအောင်မြင်ပါကံကောင်းသွားမယ်ငွေကြေးအကျတဲ့ရှိရင်အဲ့အချိန်မှာလုတ်သွားပြောအောင်မြင်မယ်ရာထူးဌာနစီးပွားကိစ္စတွေစတင်အယောင်းဝယ်တွေစတင်ကျမ်းမာရေးစေကူတာတွေစတင်စာမွေးဖြည့်တာတွေစတင်အဲ့ဒီအချိန်မှာအောင်မြင်မယ်နောက်တနင်္လာသားသမီးငွေကြေးစီးပွားအလုပ်အိမ်တော်ရေးအခြေရေးကျမ်းမာရေးတွေအောင်မြင်ဖို့ဆိုရင်တနင်္လာနေ့ရဲ့3ရက်မြောက်တနင်္လာအင်္ဂါဗုဒ္ဓဖူးနေ့ရဲ့မနေ့10နာရီခွဲနဲ့12နာရီကြားမှာလှုပ်ပါ၊ကြိုင်ပါ၊သွားပါ၊လာပါထီထိုးပါအောင်မြင်မယ်အင်္ဂါသားသမီးအင်္ဂါနေ့ရဲ့3ရက်မြောက်အင်္ဂါဗုဒ္ဓဖူးကြာတပတိမနေ့10ခွဲနဲ့7ကြားအဲ့ဒီအချိန်မှာလှုပ်ကြိုင်ဆောင်ရွက်ပါဗုဒ္ဓဖူးနေ့သားသမီးဗုဒ္ဓဖူးကြာတပတိတောက်ကြမနေ့10ခွဲနဲ့7ကြားမှာလှုပ်ကြိုင်ဆောင်ရွက်အောင်မြင်မှုတွေရာနှုန်းပြရပါလိမ့်မယ်ကြာတပတိသားသမီးကြာတပတိတောက်ကြစနေနေ့ရဲ့မနေ့10ခွဲနဲ့10နာရီခွဲနဲ့12နာရီကြားစီးပွားရေးလူမှုရေးအိမ်တော်ရေးအရေးကြီးတဲ့စာရွက်စာတမ်းဆိုင်ဖွင့်တာအလုပ်ဖွင့်တာနာမည်ပေးတာလုပ်ပါတက်စာအောင်မြင်သွားတာကိုတွေ့ရပါလိမ့်မယ်တောက်ကြသားသမီးတနင်္ဂနွေနေ့မနေ့10ခွဲနဲ့7ကြားမှာမိမိရဲ့အကြံစီအလုပ်ကိုင်းငွေကြေးစာချုပ်ယာထူးထီထိုးတာအဋိဌာန်လုပ်တာလုပ်ပါအောင်မြင်တာတွေ့ရပါလိမ့်စနေသားသမီးတနင်္လာနေ့ရဲ့မနေ့10ခွဲနဲ့7ကြားအဲ့ဒီအချိန်မှာမိမိရဲ့စီးပွားရေးလူမှုရေးတားရေးသမီးရေးရွှေရေးမျိုးရေးလုပ်ပါအောင်မြင်တာကိုတွေ့ရပါလိမ့်မယ်အထာကတော့မြည်သူမဆူမြည်သည့်ဘာသာမဆူတပတ်မှာတစ်ရက်မှာတစ်ချိန်ကံကောင်းခြင်းဒါကျွန်တော်တို့ရင်းခုန်တရားတွေဘာသာရဆိုင်ရာမှာလူမျိုးဆိုင်ရာမှာကံကြမ္မာပညာပေါင်းအများကြီးရှိတယ်အဲ့အများကြီးထဲမှာသူ့နည်းသူ့ခံသူ့ကံကြမ္မာနဲ့ကောင်းတာတွေဆိုးတာတွေရှိနေမှာဒါကြီးကျွန်တော်မဝေဖန်ဘူးမပြောလို့ကျွန်တော်ပြောမဲ့ကိစ္စသိကြတယ်ရှေ့ဆရာကြီးတွေနာမည်ယသိပညာရှိတွေမကာလာလောကခင်ကြီးပြောဆရာတော်ကြီးဖျားကြီးတို့သုံးခဲ့တဲ့မြန်မာရိုးရာဖြစ်ကံကောင်း